အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျွန်မကဒီမှာရှိတဲ့မိသားစုရောက်စီတိုင်းနဲ့အတူတူကပြန်လည်ပြီးမှခွန်အားယူတည်ဆောက်ဖို့ရန်အတွက်နှုတ်ကပတ်တော်လေးတစ်ခုကိုပြန်လည်ယူဆောက်လာတယ်ဒါကတော့စာလံ34အငယ်1ဖြစ်ပါတယ်ကျွန်တော်တို့အတူတူကဖတ်ကြရအောင်ငါသည်ခတ်သိမ်းသောကာလတို့၌ထာဝရဘုရားကိုကောင်းချီးပေးမည်ဂုဏ်ကျေးဇူးတော်ကိုအစင်မပြတ်မွတ်ဆိုမည်ဟာလေလုယာဒီကနေ့ကျွန်တော်တို့အသက်ရှင်တဲ့နေ့ရက်ကာလတွေကတဖြည်းဖြည်းနဲ့ဆိုးရုပ်လာတယ်ကျွန်တော်တို့မနေ့မိုးလင်းတာနဲ့ကျွန်တော်တို့ကြားရတဲ့အရာတွေက breaking news တွေပဲကျွန်တော်တို့ကြားရတယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့အသက်တာမှာအသက်ရှင်တဲ့အခါမှာကျွန်တော်တို့မမျှော်လင့်တဲ့အရာတွေကျွန်တော်တို့မထင်ထားတဲ့အရာတွေကျွန်တော်တို့မဖြစ်ချင်ဆုံးအရာတွေကကျွန်တော်တို့အသက်တာထဲမှာတစ်ခါတည်းမှာကျွန်တော်တို့တွေ့ကြုံလာရတယ်ဒီနေ့ကျွန်မဒါဝိမင်းကြီးရဲ့အသက်တာအပြင်ပြန်လည်ပြီးကျွန်မခွန်အားယူတဲ့ဒီအရာလေးကပြန်လည်ပြီးမှဒီမှာရှင်းယူကိုမောင်မတွေကိုခွန်အားပေးခြင်းတယ်ဒါဝိမင်းကြီးကခတ်သိမ်းသောကာလဘယ်အခြေအနေမှာမဆိုထာဝရဘုရားကိုကောင်းချီးပေးမယ်ဂုဏ်ကျေးဇူးတော်ကိုအစင်မပြတ်မွတ်ဆိုမယ်လို့ဒီနှုတ်ကပတ်တော်လေးကကျွန်မတို့အရန်ကိုစကားပြောတဲ့ခွန်အားပေးတဲ့နှုတ်ကပတ်တော်လေးဖြစ်တယ်ကျွန်မရဲ့တက်တာအပြင်ကျွန်မအနေငယ်ပြန်ပြီးမှတက်သေးခိုင်ရင်လည်းခွန်အားပေးခြင်းတယ်လွန်ခဲ့တဲ့၄ပတ်လောက်ကကျွန်မရဲ့သားလေးလက်ကျိုးသွားတယ်မိခင်တယောက်ရဲ့တက်တာမှာလက်ကျိုးနေတဲ့ကလေးလေးငိုနေတဲ့ကလေးလေးကိုခြိထားရတဲ့အရာကအရန်ကိုကြည်ကွဲရတဲ့အချိန်ကာလဖြစ်တယ်ဒါပေမဲ့အဲ့အချိန်မှာကျွန်မဘုရားကိုဖျားခင်ကျွန်မဘာလုပ်ရမလဲလို့ကျွန်မမေးတဲ့အခါမှာဖျားခင်ကကျွန်မကိုအဲ့အချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ကကျွန်မပုံမှာဆင်းသက်ပြီးမှငြိမ်သက်ခြင်းကိုပေးတယ်ပြီးတော့နောက်တစ်ခုကကျွန်မရဲ့နားထဲမှာ don't blame ဆိုတဲ့စကားလေးတစ်ခုကျွန်မကိုပြန်လည်ပြီးမှစကားပြောတယ်အခြေအနေတွေအကြောင်းအရာတွေမှာကြည့်တဲ့အခါမှာကျွန်မတကယ်ကိုဘာလုပ်ရမှမသိတဲ့အခြေအနေဖြစ်ပေမဲ့ငြိမ်သက်ခြင်းရောက်လာတဲ့အခါမှာကျွန်မနှလုံးသားထဲမှာစပြီးမှဘယ်အရာကိုပြောဆိုလဲဆိုရင်ကျွန်မကဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုစပြီးချီးမွမ်းတယ်ဖခင်ကိုရောကိုယေရှုတင်တယ်ဒါလေးချော်လဲသွားပြီမဲ့ဒါလေးပေါ်မှာတခြားသောအန်ဒီရယ်တွေမဖြစ်ပဲနဲ့ကိုရောလက်ပဲကျိုးရတဲ့အခွင့်ပေးလို့ယေရှုတင်တယ်ဆက်စချင်းဖြစ်တယ်တော့ဟာလက်ကြီးကျိုးသွားပြီလို့စိတ်ဖြစ်ပေမဲ့ယေရှုတော်ကိုချီးမွမ်းရင်နဲ့ကျမဘာဟုပြန်ပြီးမှမြင်လာလဲဆိုကိုရောလက်ပဲကျိုးလို့ယေရှုတင်တယ်ကျမတို့အခြေအနေတွေကလေကျမတို့ထိန်းချုပ်လို့မရတဲ့အရာတွေရှိတယ်ကျမတို့မျှော်လင့်မထားတဲ့အခြေအနေတွေကျမတို့မိသားစုထဲမှာကျမတို့အသက်တာထဲမှာကျမတို့ပတ်ဝန်းကျင်မှာအများကြီးကြုံတွေ့ရတာဖြစ်တယ်ဒါပေမဲ့ဒီနေ့ဒီနှုတ်ကပတ်တော်ကကျမကိုပြန်ပြီးမှတိဆောက်ခြင်းပေးတဲ့အရာကခတ်သိမ်းသောကာလမှာထာဝရဘုရားကိုကောင်းချီးပေးမယ်ဘယ်အခြေအနေမဆိုဘုရားကိုကောင်းချီးပေးမယ်ဘုရားရဲ့နာမကိုဘုရားရဲ့ဂုဏ်ကျေးဇူးကိုချီးမွမ်းမွတ်ဆိုမယ်လို့ဒီကနေ့ဒါဝိမင်းကြီးဝန်ခံလို့ပဲဒီမှာရှိတဲ့ညီကိုမောင်မတွေကိုလည်းပြန်လည်ပြီးခွန်အားပေးခြင်းတဲ့အရာကအသက်တာထဲမှာမမျော်လင့်တဲ့အရာတွေခက်ခဲမှုတွေမရင်ဆိုင်ခြင်းတဲ့အရာတွေဘလို့ပဲကြုံတွေ့ရဒီကနေ့ကျမတို့ရွေးချယ်ရမယ့်အရာကအခြေအနေတွေကိုပြောဆိုအပြစ်တင်နေမယ့်အစားဒီကနေ့ထိုအခြေအနေရဲ့အထက်မှာရှိတဲ့ဘုရားရဲ့နာမကိုချီးမွမ်းကိုးကွယ်ရင်းနဲ့အသက်တာကိုဖျက်ဆီးမယ်ဆိုရင်ကျမတို့ရဲ့အသက်တာထဲမှာထူးခြားတဲ့အသက်တာကျမတို့ရဲ့အသက်တာထဲမှာထူးခြားတဲ့အသစ်တော်အမှုရာတွေလှုပ်ဆောင်ခြင်းကိုမြင်တွေ့လာမှာဖြစ်တယ်ဘလို့ပဲအမင်္ဂလာတွေကြုံတွေ့နေရပါစေကျမတို့ထိုဘုရားကိုချီးမွမ်းတဲ့အခါမှာမင်္ဂလာရှိတဲ့အသက်တာကိုဘုရားကတာ၍ပြင်ဆင်ပေးတာဖြစ်တယ်ဒါကြောင့်မလို့ဒီနှုတ်ကပတ်တော်လေးနဲ့ပြန်လဲခွန်အားပေးခြင်းနဲ့ခတ်သိမ်းသောကာလမှာထာဝရဘုရားကိုကောင်းချီးပေးတော်သူခတ်သိမ်းသောကာလမှာထိုဘုရားရဲ့ဂုဏ်ကျေးဇူးကိုချီးမွမ်းတော်သူဖြစ်ပြီးမှအသက်ရှင်ခြင်းအပြင်ဘုရားဘုန်းကိုထင်ရှားစေတဲ့သူတွေဖြစ်စေဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်လေးအပြင်ပြန်လဲခွန်အားပေးခြင်းပါတယ်ရောက်ဆိုင်ကိုဘုရားခင်ကောင်းချီးပေးပါစေ